ဘောကဘာလဲဆိုတော့ဘောကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ဒါပဲလေကျတို့ကခက်တာပဲအဲ့ဒီမွေးဖွားလာတဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့ तू ကဘာငါကဘာ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်ထွဲစိတ်ထဲရပါတော့နားလေဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအဆင်ပြေလဲပဲသိရမယ်ဘဝအဆင်မပြေလဲပဲသိရမယ်ဘဝပဲဘဝကိုကျွတ်တို့ဟာသိရမယ်ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတာသူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြလာတစ်ခါနှစ်ခါလောက်တည်တဲ့အတိနဲ့အကျဉ်းရာနဲ့ချီပြီးတော့တည်တဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုတည်တာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းဟာမပြထက်ခါတည်ကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွှန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြင်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏလုတ္တိသိခြင်းကိုဘာထထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပဒမာယနှလုံးစိတ်ဝမ်းငြင်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါသိရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းသိရမယ့်လူတွေလို့စဉ်းစားလိုက်ဒီခါလေးဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်သာသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူရတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းလေကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သေမှာပါဘာတွေများပူနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုယ့်ဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညမတာတာစဉ်းစားလိုက်သူတို့လည်းပဲသိရမယ့်အကောင်လေးတွေသိရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေဘူးမင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောမှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိလို့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးရဲ့လူတွေအကုန်လုံးကိုလည်းပဲသေလူတွက်ထားဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးဒုက္ခပေးနိုင်မှုအားနည်းလေးနီးလာလေးဒုက္ခပေးနိုင်မှုကြီးလေးပဲစဉ်းစားကြည့်လေကိုစိတ်တွေကြိမ်ပါများစွာပူနေရတာဘယ်သူအတွက်ပူနေရတာတော့အဲ့လူတွေပဲဟုတ်လားဒါမှမဟုတ်သေခြင်းကိုစဉ်းစားရင်ပထမဒုက္ခအပေးနိုင်ဆုံးကိုဘဝအကြောင်းကိုအရင်စဉ်းစားငါဟာသေလူတယောက်ဖြစ်တယ်ဒီကိုတရားလိုက်တယ်ဘလုံးဝရှောင်လို့မရသေပြီဆိုတာနဲ့ဒီဘဝရဲ့နော်အခြေအနေကောင်းတယ်ပဲပြောမကောင်းဘူးပဲပြောမကောင်းတကောင်းပဲပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံတွေကရှင်းထုတ်နိုင်ဖို့လုပ်တယ်သာသမီတွေကိုဝေးရဆွေတွေမျိုးတွေလှုပ်ဖို့ကိုင်းဘက်တွေအကုန်လုံးပေါ့လေအကုန်လုံးဘလို့အောင်မရဘူးသေလူတွေသူတို့လည်းဘယ်ချင်းသိနေတော့မသိနိုင်ငါရင်သိမလားငါတော့သိမလားဘယ်သူမှတိတိကျကျမသိနိုင်အဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဟာပယ်ပယ်နေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘယ်လောက်ငြင်းအေးသွားသေးမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်လေးတွေမြင်နေရတာလေးတွေအကုန်လုံးနော်ပြီးရင်ရှိသမျှသတော်ဝါအကုန်လုံးအကုန်ပြတ်သွားကြပါဟုတ်လားပြီးရင်တစ်ကပြန်စားဘွားတစ်ခုပြန်စားပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီအဲ့ဒီကိစ္စကိုမြန်မြင်အောင်ကြည့်များမြင်အောင်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးနက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းတို့နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာခမင်းအဆင်ပြေမပြေသေလဲသေရအောင်ပါဆိုတာဘာလို့အမှန်တရားကြီး
အဲ့ဒီမှန်တဲ့ဘုန်းတို့ဘာလို့အောင်တော့စဉ်းစားရမယ်ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိဇာထခထခဖြစ်ရတယ်ထခထခဖြစ်တော့ထခထခပြည့်ရတယ်မွေးရတယ်သေရတယ်